ယူဇနာရှစ်တောင်းလေးတောင်အမြင့်ဆောင်နဲ့မြင့်မို့တောင်လို့ပြောပေမယ်တဲ့အဲ့ဒီမြင့်မို့တောင်ဒီဘယ်မှာတည်ရှိတာလဲဆိုကံတရားကြောင့်ဖြစ်ပေါ်နေတဲ့ဘုံဌာနကြီးဖြစ်တဲ့အတွက်ပဂတိမျက်စိနဲ့မြင်ဖို့ရန်ခဲရင်းနေအဲ့ဒီမြင့်မို့တောင်ဒီသမုဒ္ဒရာကြီး၄စင်းရဲ့အလယ်တဲ့မှာတည်ရှိတယ်တဲ့ဟုတ်ကဲ့မြင့်မို့တောင်ဘယ်နားမှာရှိလဲဆိုတာကိုကျွန်တော်တို့ပုံဖော်ကြည့်လိုက်ကြရအောင်ခင်ဗျာဟုတ်ပြီနော်ဒါဆိုသမုဒ္ဒရာကြီး၄စင်းကဝိုင်းရံထားတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားအဲ့ဒီမြင့်မို့တောင်ဒီရေအပေါ်မှာ84,000ပေါ်နေတယ်လို့သမုဒ္ဒရာကျမ်းမြင်အောက်မှာလဲ84,000မြုပ်နေတာဒါကြောင့်84,000အမြင့်ဆောင်သောမြင့်မို့တောင်ဆိုတာဒီဘယ်ပေါ်မှာတည်ရှိနေတာလဲရေပေါ်မှာတည်ရှိနေတယ်ဆိုတာသိရမယ်နော်အဲ့ဒါလေးဘုဒ္ဓတာအဲ့ဒီမြင့်မို့တောင်ကိုတဲ့တောင်စဉ်9ထပ်ကဝင်းရံထပ်ထားတယ်တဲ့အဲ့ဒီတောင်စဉ်9ထပ်မှာယူကန်တိုတောင်ဣတန်တိုတောင်ဟလာကရမုကတောင်စသည်ဖြင့်နေမိန်ဒရတောင်တောင်နေကြားဘူးလေအဲ့ဒီမှာကယူဇနာ84,000မြုပ်တယ်ဒီလိုဆွဲမယ်နော်မြင့်မို့တောင်ဒီလိုပေါ့ဟုတ်ချင်မှလည်းဟုတ်မှာနော်ရေပေါ်ကို84,000ရေအောက်ကို84,000မြုပ်နေအဲ့ဒီမှာမှအရှိအနောက်တောင်မြောက်မှာသမုဒ္ဒရာကြီး၄စင်းကဝင်းရံထားပြီးတော့အဲ့ဒီမြင့်မို့တောင်ကရေပေါ်ကို84,000မြုပ်တယ်ဟုတ်လားရေပေါ်ကို84,000ပေါ်နေတယ်ဟုတ်တယ်နော်ဒါဆိုရင်မြင့်မို့တောင်ရဲ့ထက်ဝက်ဒီယူဇနာ42,000กว่าမှာနောက်တောင်တစ်ထောင်အဲ့ဒါယူကန်တိုတောင်ခေါ်တာ42,000အဲ့တော့ဝန်းရံထားတဲ့အတွက်ဒီယူကန်တိုတောင်ကဒီလိုပုံစံအနေနဲ့ပြောမယ်ဆိုရင်ဆိုပါစို့ဒါမြင့်မို့တောင်ဆိုရင်သူ့ရဲ့ထက်ဝက်ဒီယူကန်တိုတောင်သူ့ရဲ့ထက်ဝက်ဒီဣတန်တိုတောင်စသည်ဖြင့်အဲ့တော့ဘေးဘက်ကနေကြည့်ရင်အရှိတဲ့ရကြည့်ဒီလိုပုံစံဖြစ်မှာပေါ့အဲ့တော့ဖြတ်ပိုင်းအနေနဲ့ကြည့်တဲ့အချိန်ကျရင်ကျမတို့ကလွယ်အောင်ပဲပြောကြဆိုရင်တောင်စဉ်9ထပ်ကဒီလိုဝိုင်းသွားမှာစသည်ဖြင့်ဝိုင်းသွားမှာဟုတ်ပြီနော်တောင်စဉ်9ထပ်တောင်စဉ်9ထပ်ရဲ့ဟိုးပဲအစွန်ဆုံးရောက်သွားတဲ့အချိန်ကျတော့တောင်ရဲ့အမြင့်ဒီအဲ့လောက်မမြင့်တော့ပဲနဲ့ပါရှိလဲဆိုဟိမွန်တာတောင်ထွတ်တည်ရှိသွားတယ်ဟိမွန်တာတောင်ထွတ်တည်ရှိသွားတယ်အဲ့ဒီဟိမွန်တာတောင်ထွတ်ကတော့ဘသူတွေသွားလဲဆိုရင်ဖယားပစ္စေကဗုဒ္ဓဖယားခဏဖယ်လိုက်ပစ္စေကဗုဒ္ဓတို့ယဟန္တာတို့အဲ့ဒီမှာတရားတွေသွားထောင်တယ်အဲ့ဒီမှာသွားနေကြတာဟုတ်ပြီနော်အဲ့ဒီဟိမဝန္တာတောင်ထွတ်မှာတရားထုတ်နေတဲ့သူတော်စင်တွေတပုံကြီးပဲအဲ့တော့ပြောချင်တာအကြောင်းပြောချင်တာမို့မြင့်မို့တောင်ဒီ84,000မြင့်မို့တောင်ရဲ့ထက်ဝက်ဒီယူကန်တို့တောင်ဟုတ်ပြီနော်မြင့်မို့တောင်ရဲ့ထက်ဝက်ယူကန်မြင့်မို့တောင်ရဲ့ထက်ဝက်ယူဇနာ4,200အကွာမှာစတုမဟာရဲ့နတ်ပုံရှိတယ်ဟုတ်တယ်နော်ဒါဆိုရင်မြင့်မို့တောင်ထိတ်ရောက်သွားပြီဆိုယူဇနာဘယ်လောက်กว่าလဲ4,200ပဲပေါ့ဒီနေရာဒီလဲယူဇနာ4,200ဒီမြင့်မို့တောင်တဝက်ကလည်း4,200အဲ့ဒီမြင့်မို့တောင်တဝက်ယူဇနာ4,200အကွာမှာစတုမာရိနဲ့ပေါ့မြင့်မို့တောင်ထိတ်မှာယူဇနာ4,200မှာတာဝရိနာနဲ့ပေါ့ဟုတ်လားအဲ့တော့လူဘုံကဘယ်နားမှာရှိလဲဆိုရင်လူဘုံကြောင်းပြောရင်မြင့်မို့တောင်ဒီခုဒါအဲ့တော့ထားပါဆိုတော့အဲ့တော့ဒီနေရာလေးပြောချင်လို့စတုမာရိနတ်ဘုံဒီမြင့်မို့တောင်ထက်ဝက်မှာမရှိဘူးလားရှိတဲ့နေရာမှာစတုမာရိနတ်ဘုံနဲ့ညီတာဒီယူကန်တို့တောင်ထိပ်ဟုတ်လားအဲ့ဒီယူကန်တို့တောင်ထိပ်ကနေနေနဲ့လနဲ့ထွက်တာဒါဆိုရင်နေနဲ့လဒီယူဇနာ4,200နေနဲ့လထွက်တာအဲ့တော့ပြောချင်တာကမြင့်မို့တောင်ထိပ်မှာတောင်ရင်သာနတ်ပြည်ရှိတယ်မြင့်မို့တောင်ထက်ဝက်မှာစတုမာရိနတ်ပြည်ရှိတယ်ဆိုတာသိရအဲ့တော့မြင့်မို့တောင်ဒီသမုဒ္ဒရာထဲမှာမြုပ်မနေဘူးလားမြုပ်နေတာဖြစ်တော့သမုဒ္ဒရာရဲ့အရှိမှာကျွန်းကြီးတစ်ကျွန်းအနောက်မှာကျွန်းကြီးတစ်ကျွန်းတောင်ဘက်မှာကျွန်းကြီးတစ်ကျွန်းအရှိကျွန်းအနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းဆိုကျွန်းကြီး၄ကျွန်းအဲ့ဒီကျွန်းကြီးတစ်ကျွန်းမှာကျွန်းငယ်ပေါင်း900စီဝန်းရံထားတယ်အဲ့တော့ကျွန်းကြီးက၄ကျွန်းကျွန်းငယ်ပေါင်း2,000အဲ့ဒီမှာလူပုံဒါလူတွေနေကြတယ်အဲ့တော့ကျမတို့တွေဒီဘယ်ကျွန်းထဲမှာပါလဲဆိုမြင့်မို့တောင်ရဲ့တောင်ဘက်မှာရှိတဲ့တောင်ကျွန်းထဲမှာပါတယ်အရှေ့ကျွန်းမှာလည်းလူရှိတယ်အနောက်ကျွန်းမှာလည်းလူရှိတယ်မြောက်ကျွန်းမှာလည်းလူရှိတယ်တောင်ကျွန်းမှာလည်းလူရှိတယ်အဲ့တော့အရှေ့ကျွန်းဆိုရင်ပုပ္ပဝိတိဟလို့သုံးတာပေါ့နော်
ဟလာအနောက်ကျိုးဆိုရင်အပရဂောယာနာဂောရနာဟုတ်တယ်နော်တောင်ကျိုးဆိုရင်ဇဗုဒီပဟုတ်တယ်လားမြောက်ကျိုးဆိုရင်ဥတ္တရဂုရုပြောချင်တာအရှိကျွန်းအနောက်မြန်မာလိုပဲပြောရင်အရှိကျွန်းအနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းအဲ့ဒီမှာမှတောင်ကျွန်းမှာရှိတဲ့လူတွေမှာသာလင်းဖယားဆိုတာတောင်ကျွန်းကပဲပွင့်တယ်ပိစေကဗုဒ္ဓဒီကပဲပွင့်တယ်သောတာပန်တဂရကအနာဂံယဟန္တာတွေဖြစ်နိုင်တာလေတောင်ကျွန်းကပဲတောင်ကျွန်းဒီသဗုဒိပဆိုတာတောင်ကျွန်းမှာပေါက်တဲ့ကျွန်းဥပြည်ကဘာဖြစ်ပုံပြပုံကြပြန်ပြောမယ်အဲ့တောင်ကျွန်းမှာပေါက်တဲ့ကဘာကျွန်းအပင်ဒီတပြေပင်ကိုသဗုလို့သုံးတယ်တပြေပင်ကိုသဗုဒါဆိုရင်တပြေပင်ဆိုတာပါဠိလိုပြောရင်ပါလေသဗုကျွန်းကိုပါဠိလိုဒီပကျွန်းကိုပါဠိလိုဒီပဒါကြောင့်တပြေပင်ပေါက်တဲ့ကျွန်းလို့ပြောရင်သဗုဒီပသဗုဒီပဆိုတာတပြေပင်ပေါက်တော့ကျွန်းတပြေပင်ပေါက်တော့ကျွန်းဒီအရှိမရှိတာလားအနောက်ကျွန်းလားတောင်ကျွန်းလားမြောက်ကျွန်းလားလို့ပြောရင်တောင်ဘက်မှာရှိတဲ့အတွက်တောင်ဆိုတာလက်ရဟုတ်လားဒါကြောင့်ရှင်းတော့သဗုဒီပလက်ရတောင်ကျွန်းနမိတ်ထွန်းကြားဘူးလားဒါကိုဟုတ်ကဲ့အားလုံးပဲဘုဒ္ဓရကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ